တရားရှိသူဆိုတာဘယ်ပုဂ္ဂိုလ်မှတရားရှိသူခေါ်ရမလဲတရားတွေကိုသင်ထားလို့တတ်မြောက်နေုံနဲ့တရားရှိသူခေါ်မလားဆိုပါစို့ပဋ္ဌာန်းပစ္စယနေရတာအလွတ်ရတယ်နေတိုင်းပြန်နေတယ်တရားရှိသူလို့ခေါ်မလားပေကြီး17တို့အလွတ်ရတယ်ဆိုနေတယ်တရားရှိသူလို့ခေါ်မလားပိဋကတ်3ပုံအလွတ်ရတယ်ရှုဖတ်နိုင်တယ်တရားရှိသူလို့ခေါ်နိုင်မလားလောကလူတွေကတော့တရားရှိတယ်လို့ခေါ်ကြတယ်စာရိရတယ်တရားတွေသိတယ်တရားရှိတယ်လို့ခေါ်နေကြအဲ့ဒါတရားရှိသူအစစ်ဟုတ်လားဆိုတာကိုမြတ်စွာဘုရားခွဲပြတယ်အဲ့ဒါတော့မြတ်စွာဘုရားရဲ့မိန့်ကြားချက်တွေကတကယ်အစစ်မှန်ကိုဥတည်တာအပေါ်ယံကိုဘယ်တော့မှအာမပေးဘူးနော်အနှစ်သာရကိုရဖို့လောကလူအများစုကအပေါ်ယံလေးနဲ့ကြည်နပ်နေကြတာအပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံအဲ့တော့အပေါ်ယံလေးကြည့်ပြီးတော့လူတွေကဆုံးဖြတ်နေကြတယ်အတွင်းအနှစ်ကိုသိတဲ့လူကဓမ္မရှာအဲ့တော့မြတ်စွာဘုရားဘယ်တော့ဖြစ်အတွင်းနှစ်ကိုကြည့်ပေါ်ယံမကြည့်နဲ့မြေကြီးကိုရွှေဖုံးထားတဲ့ရွှေတတောင်ကြီးကတမိုးမှမရှိတာရွှေသားအစစ်နဲ့လှုပ်ထားမှရွှေတတောင်အဲ့ဒါလိုပဲတရားရှိသူလို့တော့ခေါ်ခံခြင်းခံရမယ်သို့တော့တရားသိသူမဖြစ်လာဘူး